ဒီနေ့တော့လေနာမည်လေးကနည်းနည်းထူးခြားပြီးနိုင်ငံတကာမှာနံပါတ်1အယောင်ရောင်ဆုံးချစ်ခဲ့တဲ့ဇောက်တုံးရဲ့အတွေးခေါ်တွေကိုဆွေးနွေးကြည့်ကြရအောင်ဂရုမဆိုင်ချင်းကြောင်းရေးထားတဲ့စာအုပ်တအုပ်ကဘာကြောင့်များကဘာတဝန်းကစာဖတ်သူတန်းနဲ့ချီပြီးဒီလောက်ထိဆွဲဆောင်နိုင်ခဲ့တာလဲဒီတင်ဆက်မှုမှာတော့လူအများကြီးကိုဖန်ဆနိုင်ခဲ့တဲ့ဒီစာအုပ်ရဲ့အဓိကကျရဲ့ဝီယော်တွေကိုတစ်ချက်လောက်စမ်းစစ်ကြည့်ကြအောင်ဒီစာအုပ်ကဘာကိုထောက်ကက်လဲဆိုတော့ခေတ်သစ်လူဖွဲ့စည်းကလူတွေကိုစိတ်ညစ်ရတဲ့အပေါ်ပြန်ပြီးစိတ်ညစ်နေတဲ့တန်တရားတစ်ခုထဲမှာပိတ်မိနေစေတယ်လို့ဆိုပါနဲ့ဒီတန်တရားကိုစာအုပ်ထဲမှာတော့ကတန်တရားလို့နာမည်ပေးထားတယ်ဘလို့စားလဲဆိုတော့အရင်ဆုံးစိတ်ပူပန်မှုတစ်ခုဖြစ်လာတယ်ပြီးတော့အဲ့ဒီစိတ်ပူမြဲကိုယ်စိတ်ကိုပြန်ပြီးတော့စိတ်ပူလာပြန်ရောနောက်ဆုံးမှာတော့ကိုအတော့မကျဘူးလို့တတ်မှတ်လိုက်တဲ့အခါအဲ့ဒီတန်တရားတွေမှာပဲတပည့်လေးဖြစ်နေကြတာပါပဲအထူးသဖြင့် online မှာတခြားသူတွေအပြည့်အနာစားကင်းမဲ့ပုံရတဲ့ပွားတွေကိုအမြဲမြင်နေရတဲ့အခါဒီတန်တရားကပိုးပြီးတော့ဆိုးရွာလာတတ်ပါတယ်ကဲဒီစာအုပ်မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့အတွေးခေါင်ကိုသူတော်စင်တယောက်နဲ့မိတ်ဆက်မပေးပဲကိုအရှုံးသမားပါလို့ဝန်ခံထားတဲ့သူတယောက်နဲ့စတင်မိတ်ဆက်ပေးထားတာပါပဲကဲဟုတ်ပြီဒီအယူရကိုဘယ်လိုမျိုးတိဆောက်သွားလဲဆိုတာကိုစာရေးဆရာချားစ်ဘူကိုစကီရဲ့ဇာတ်လမ်းကနေတစ်ဆင့်ဆက်ကြည့်ကြရအောင်ဘူကိုစကီဆိုတာကအရက်သမားလောင်ကစားသမားမိမရှုပ်တဲ့သူတနည်းအားဖြင့်ပြောရရင်ဘဝတိုးတဲ့ရဲ့လက်ညွန်ပဲမဲ့ဆရာကြီးတယောက်ရဲ့ပြောင်းပြန်လူစားတယောက်ပေါ့သူ့ဘဝကရှုံးနေမှုတွေအကျင့်ပြတ်မှုတွေနဲ့ပဲပြည့်နှက်နေခဲ့တာပါဒါပေမဲ့အလောဘကောင်းလာသူအောင်မြင်သူတယောက်ဖြစ်ဖို့စ조사နေတာကိုရပ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့စာအုပ်တွေအုပ်ရဲ့နှစ်တန်းကျော်ရောင်းချခဲ့ရတယ်။ဘာလို့လဲဆိုတော့သူရဲ့ကိုယ်ပိုင်ကြရှုံးမှုတွေကိုဘာမှဖုံးကွယ်မထားပဲရိုးရိုးသားသားပုံမှန်လင်းလင်းရေးပြလိုက်လို့ပါပဲ။ဆိုတော့အဓိကအချက်ကရှင်းလေးပဲ။သူ့ရဲ့အောင်မြင်မှုဟာသူ့ရဲ့ချိုရင်းချက်တွေကိုကြော်လွှားနိုင်ခဲ့လို့မဟုတ်ပဲအဲ့ဒီချိုရင်းချက်တွေကိုလက်ခံပြီးရေးသားခဲ့လို့ဖြစ်လာတာပါ။ဒါကိုသူ့ရဲ့အုပ်ကူမှာထွင်းခင်းခဲ့တဲ့မစ조사နဲ့ဆိုတဲ့စကားလုံးကတက်တဲ့အဖြစ်ကွက်ကွင်းပြနေတာပါအဲ့တော့ဘူဂိုစကီရဲ့ဇလန်ကာနီတဆင့်ဒီစာအုပ်ရဲ့အထူးအတွေ့ခေါ်ဖြစ်တဲ့လျှို့ဝှက်ချက်တုံးကိုစီကိုရောက်လာပါပြီဒီနေရာမှာဂရုမဆိုင်ချင်းဆိုတာဘာကောမှဂရုမဆိုင်တာကိုပြောတာမဟုတ်ဘူးနော်ဘယ်ຢာတွေကိုရွေးပြီးဂရုဆိုင်မလဲဆိုတာကိုပြောချင်တာဂရုမဆိုင်ချင်းအမှုပညာကိုအဓိကကြတဲ့လျှို့ဝှက်ချက်၃ခုနဲ့ရှင်းပြထားပါတယ်တစ်ခုချင်းစီကအမြတ်နဲ့မတူကွဲပြားတာကိုလက်ခံတတ်ဖို့အခက်ခဲတဲ့ပိုအရေးကြီးတဲ့အရာကိုရှာဖွေဖို့နောက်ပြီးလူတိုင်းဟာဘာကိုဂရုစိုက်မလဲဆိုတာကိုအမြဲတမ်းရွေးချယ်နေတဲ့ဆိုတာကိုနားလည်ဖို့ပါပဲပထမဆုံးလျှို့ဝှက်ချက်ကလေဂရုမစိုက်ချင်းဆိုတာဘာလာအေးဆေးပဲလုပ်နေတာမျိုးမဟုတ်ဘူးကိုကလူများနဲ့မတူကွဲပြားနေတာကိုလက်ခံနိုင်တာအဆင်ပြေနေတာကိုဆိုလိုတာပါလူကြိုက်များမများခက်ခဲကိုတန်မူးထားတဲ့ຢာတော့ရက်တီရဲတာမျိုးပေါ့ဒုတိယအချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အထားအစည်းတွေကိုဂူးမဆိုင်နိုင်ဖို့ဆိုရင်အဲ့ဒီအထားအစည်းတွေချက်ပိုအရေးကြီးတဲ့တစ်ခုခုဂူးဆိုင်နေဖို့လိုတယ်တဲ့တကယ်လို့ကိုအာယုစိုက်ထားတဲ့အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုခုမရှိဘူးဆိုရင်အသေးဖွဲပြဿနာလေးတွေကတော့ကြီးမားနေတယ်လို့ခန်းစားနေရမှာပါနောက်ဆုံးတတိယအချက်ကတော့တတိထားမိသည်ဖြစ်စေမထားမိသည်ဖြစ်စေပေါ့လေလူတိုင်းကဘယ်အရာကိုဂူးဆိုင်မလဲဆိုတာကိုအမြဲတမ်းရွေးချယ်နေကြတာပါပဲရင်းချက်ချင်းဆိုတာကတော့အရေးမပါတဲ့အရာတွေကိုစစ်ထုတ်ပြီးကိုယ့်ရဲ့စွမ်းရည်နဲ့ထိုက်တန်တဲ့အရာကိုတည်တည်ချာချာရွေးချယ်တလာတာကိုခေါ်တာပါကဲဒီအချက်တွေအားလုံးရဲ့အောက်ခြေမှာခံထားတဲ့အခြေခံအကြားဆုံးအတွေးခေါ်တစ်ခုရှိနေပါသေးတယ်စာအုပ်ထဲမှာတော့အဲ့ဒါကိုနောက်ပြန်နေရာမှာလို့ခေါ်ပါတယ်အတွေးခေါ်ပညာရှင်အလန်ဝတ်စ်လီဆွေးနွေးခဲ့မှုတဲ့ဒီနီးမကဘာလို့ဆိုလို့လဲဆိုတော့ကောင်းတဲ့အရာတွေကိုပဲအရင်လိုက်ရှာလေးကို့မှာအဲ့ဒါတွေမရှိဘူးဆိုတဲ့အနုလက္ခဏာဆောင်တဲ့ခံစားချက်ကိုပိုဖြစ်စေတယ်သူ့ရဲ့ပြောင်းပြန်ကတော့အနုလက္ခဏာဆောင်တဲ့အတွေ့အကြုံကိုလက်ခံလိုက်ခြင်းကတာကောင်းတဲ့အတွေ့အကြုံကိုဖြစ်စေရလို့ဆိုပါရဲ့ဥမာချမ်းသာခြင်းစိတ်ပြင်းပြလေးကိုစင်းရဲလို့ခံစားရလေးပါပဲအဲ့တော့ပျော်ရွှင်မှုဆိုတာတကူလိုက်ရှာရမယ်ပန်းနိုင်တကူမဟုတ်ဘူးပေါ့သူ့စာအတိပ္ပယ်ရှိတဲ့ပြဿနာတွေကိုဖြေရှင်းရင်းနဲ့အလိုလိုရလာတဲ့ဘေးထွက်ရလက်တကူထားဖြစ်တယ်လို့ဆိုလိုတာပါဒါကြောင့်ပျော်ရွှင်တဲ့ဘဝဆိုတာပြဿနာမရှိတဲ့ဘဝမဟုတ်ပဲပြဿနာကောင်းနေရှိတဲ့ဘဝဖြစ်ပါဒါကြောင့်မလို့အဓိကအချက်ကရှင်းသွားပြီနာကျင်မှုကိုဘလို့ရှောင်မလဲဆိုတာကိုစဉ်းစားနေတာထက်ဘလို့နာကျင်မှုမျိုးကရင်ဆိုင်ဖို့ထိုက်တန့်တယ်လဲဆိုတာကိုရွေးချယ်တတ်ဖို့ကပိုအရေးကြီးလာပါတယ်ဆိုလိုတာကဘဝဆိုတာပြဿနာတွေကင်းစင်သွားဖို့မဟုတ်ဘူးပိုကောင်းတဲ့ပိုအသိပယ်ရှိတဲ့ပြဿနာတွေကိုရှားဖွေသွားဖို့ပဲဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာ like နဲ့လို့စိတ်ညစ်ရတာမျိုးလို့အရေးမပါတဲ့စိတ်ဖိစီးမှုတွေအစမိသားစုရီမန်းကြံတဲ့စစ်မှန်တဲ့ဆက်ဆံရေးတွေလို့ပိုအသိပယ်ရှိတဲ့ရုန်းကန်မှုတွေနဲ့လဲတတ်ဖို့ပါပဲဒီတော့အားလုံးကိုပြန်ကြည့်လိုက်ရင်ဒီစာအုပ်ကပေးခြင်းတဲ့ message ကရှင်းပါတယ်ကိုဒုက္ခပေးနေတဲ့တောကတန်တရားနဲ့ယုံထွက်အရေးမပါတဲ့အရာတွေကိုလွတ်ချပြီးတ
တကယ်တန်ဖိုးရှိတဲ့ယုံကပ်မှုတွေကိုရွေးချယ်တတ်ဖို့ပါပဲဒီတော့နောက်ဆုံးမေးရမယ့်မေးခွန်းကတော့ဘယ်လိုယုံကပ်မှုတွေကိုရွေးချယ်သွားမလဲဘယ်အရာကတကယ်ပဲကျူးဆိုင်ဖို့ထိုက်တန်နေတာလဲ